ဒီကောင်မလေးရဲ့မျက်နှာကိုကြည့်လိုက်ပါဦးပါဇက်ထဲကနေအမဲရောင်အကြီးတွေစီးကြလာပြီးတကိုယ်လုံးတရေပူးကခံထားရတာပါသူမဟာရေငတ်လုံးလို့ရေခတ်တော့ပေမဲ့ရေငတ်မပြေပဲလက်ထဲကဖန်ခွက်ကိုပါအစိမ့်လိုက်ကြိုက်ဝါပြလိုက်ပါတယ်ပါဇက်ထဲဖန်ခွဲစားတွေစူးဝင်ပြီးသွေးတွေရွှဲရွှဲဆိုနေတာတော့နာကျင်မှုကိုမသိတော့ပဲသူမရဲ့အတော်ကိုကြည့်ပြီးကြောက်စရာကောင်းတဲ့အပြုံးကြီးနဲ့ပြုံးပြနေကြတာပါ I gotta kill the creepy crawlers that I got inside my tummy. အဲ့လိုပြောဆိုဆိုနဲ့ပဲလက်ထဲကနေစားထားတဲ့ဖန်ပလင်းတွေတိုးထွက်လာခဲ့ပါတယ် I don't like having things inside my tummy. Do you, Auntie Beth? သူမဘာတွေဆက်လုပ်မလဲဆိုတာဘယ်သူမှကြိုမသိနိုင်ပါဘူး စားလက်စဖန်းခွက်တွေကိုပဲစက်ပြီးဝိုင်းရင်နဲ့ မိဖို့ကြောင့်စင်ပေါ်ကနေပင်းကူတစ်ကောင်လိုခုံအုပ်ပြီးတိုက်ခိုက်ပါတော့တယ်ကြောက်လန့်တကြားနဲ့ခုခံနေတဲ့အတော်ဖြစ်သူကိုဂျမ်းပြင်ပေါ်ဖိချထားပြီးဖယားကြီးမိဖို့ကြောင့်တုံအာလူးချစ်ပြားနဲ့သူမရဲ့ခြေတောက်ကိုအားရပါရချစ်ချပြစ်လိုက်တာဗျာနာကျင်လို့အော်ဟစ်နေတဲ့အတော်ဖြစ်သူကဘေးနာကဒဲအိုးနဲ့လှမ်းရိုက်လို့သာလွတ်သွားခဲ့တာပါဒါပေမဲ့အရှင်ကဒီမာတွေမရက်သေးပါဘူးအိမ်ထဲကိုရုတ်တရက်ရောက်လာတဲ့တခြားကောင်လေးတယောက်ကိုလည်း